ဗီဒီယိုလေးမစခင်မှာအရင်ဆုံး disclaimer အနေနဲ့ပြောချင်တာကတော့အခုပြောပြသွားမယ့်အကြောင်းအရာကဗီဒီယိုကြည့်နေတဲ့သူရဲ့အရန်ခင်ရပါတယ်ဆိုတဲ့တငယ်ချင်းတွေဆွေမျိုးတွေဒါမှမဟုတ်ရင်ကြည့်နေတဲ့သူကိုယ်တိုင်ပါစော်ကားထိခိုက်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့နေတိုင်းထိတွေ့ဆက်ဆံနေရတဲ့သူတွေကညီကိုမောင်နှမတို့ရဲ့အတွေ့အခေါ်တွေအလေးကျင့်တွေနဲ့နောက်ဆုံးအောင်မြင်မှုရဖို့စ조사တဲ့အထိကိုပါတိတိတတ်တာတက်ရောက်မှုမျိုးရှိနေပါတယ်။ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ငွေကြေးအရာအခက်အခဲမရှိချမ်းသာတဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့အတွက်ဆိုရင်အချို့သောလူပုဂ္ဂိုလ်တွေနဲ့အကွာအဝေးတစ်ခုဖန်တီးထားဖို့လိုအပ်တယ်ဆိုတာကိုပြောပြခြင်းလို့ပဲဖြစ်ပါတယ်။အခုရှိနေတဲ့ပတ်ဝန်းကျင်ကနေလုံးဝဖြတ်တောက်ပြီးတော့ထွက်သွားဖို့မဟုတ်ဘဲနဲ့ကိုယ့်ရဲ့တက်လန်းကိုမတိမတာတားဆီးနေတဲ့သူတွေရဲ့ပုံစံကိုအသိရှိရှိနဲ့နားလည်နိုင်ဖို့ပြောပြခြင်းတာဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့အမှန်တကယ်ချမ်းသာဖို့စ조사နေတယ်ဆိုရင်အခုပြောပြသွားမယ့်လူ၅မျိုးကိုရှောင်ရှားဖို့ဘလောက်အရေးကြီးချမ်းကိုဒီဗီဒီယိုရဲ့အဆုံးမှာအကောင်းကောင်းကြည့်တည်သွားမှာပဲဖြစ်ပါတယ်။အဲဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်နော်။အခုဗီဒီယိုကြည့်နေတဲ့သူကပထမဆုံးလာကြည့်တာဆိုလို့ရှိရင်ကျွန်တော်ရဲ့ Money Mind မြန်မာ channel ကအကြောင်းတွေမှာမတင်ပေးရဲ့ငွေကြေးနဲ့ဆိုင်တဲ့အသိပညာတွေကိုတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်လို့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားရဆိုရင်ဒီ channel လေးကို subscribe လုပ်ထားခဲ့ပါချမ်းသာဖို့အတွက်ရှောင်ရှားတဲ့နဲ့ပထမအောင်ဆုံးလူအမျိုးအစားကတော့အမြဲတမ်းညီညွတ်နေသူဒါမှမဟုတ်တားကောင်ဆုံးရှိတဲ့သူဒီလိုလူမျိုးတွေကများသောအားဖြင့်တငယ်ချင်းတွေကြားမှာတော့မှလွယ်လွယ်ကူကူတွေ့ရနိုင်ပါတယ်သူတို့နဲ့စကားပြောတိုင်းသူတို့ရဲ့ပြဿနာတွေပဲအမြဲကြားနေရပါလိမ့်မယ်သူတို့ရဲ့ဘဝကအမြဲတမ်းခက်ခဲကြမ်းတမ်းနေရတဲ့အလုပ်တွေကလည်းမကောင်းစီးပွားရေးစနစ်ကလည်းမတရားသူ့ဘဝကအမြဲတမ်းကံမကောင်းအစရှိသဖြင့်ပြောနေတတ်ပါလိမ့်မယ်စင်ကြီးစင်လက်တွေကလည်းအယမ်းများမယ်ဘယ်အရာမှသူတို့အမှားမဟုတ်ပဲနဲ့ပတ်ဝန်းကျင်ရဲ့တားကောင်ဖြစ်နေတယ်ဆိုတာကိုအမြဲပြောဆိုနေတာကိုကြားနေရပါလိမ့်မယ်သူတို့ကိုဘာကြောင့်ရှောင်တဲ့လဲဆိုရင်သူတို့ရဲ့အကောင်းမမြင်တတ်တဲ့စိတ်ကကူးဆက်တတ်လို့ပဲဖြစ်ပါတယ်တင်အမြဲတမ်းညှဉ်းညူတန်နေကြားနေရတဲ့အခါမှာတင်ရဲ့အမြင်ကိုပါတဖြည်းဖြည်းနဲ့အစိုးမြင်ဝါဒီတွေအဖြစ်ကိုပြောင်းလဲစေနေပါလိမ့်မယ်အခွင့်အရေးတွေကိုမြင်နေမဲ့အစားအတားအဆီးတွေကိုစပြီးမြင်လာပြီးတော့ကိုကစ조사ခြင်းတဲ့စိတ်ရှိတာတောင်မှစတင်ဖို့အတွက်အကြောက်တရားတွေကိုဝင်လာစေမှာပဲဖြစ်ပါတယ်။အောင်မြင်မှုဆိုတာကစ조사အားထုတ်ရမှာမဟုတ်ဘဲနဲ့ကံကောင်းမှုအပေါ်မှာပဲမူတည်နေတယ်ဆိုတဲ့သူတို့ရဲ့ယုံကြည်ချက်ကိုတတိမထားမိပဲနဲ့တင်ဟာလက်ခံမိသွားနိုင်ပါတယ်။ချမ်းသာတဲ့သူတွေကပြဿနာတွေကိုဖြေရှင်းသူတွေပဲဖြစ်ပါတယ်။အမြဲတမ်းညှဉ်းညူမနေပါဘူး။သူတို့ကအခြေအနေတစ်ခုကိုပြောင်းလဲလို့မရဘူးဆိုရင်အဲ့ဒီအပေါ်မှာစိတ်ပူနေမဲ့အစားတီတီငိမ့်ငိမ့်နဲ့အရှိကိုအရှိတိုင်းလက်ခံပြီးတော့နောက်တနည်းစ조사ဖို့ဝင်မလေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့တင့်ရဲ့ပတ်ဝန်းကျင်ကိုပြန်လဲစစ်ဆေးပြီးတော့အပြောင်းလဲအတွက်စ조사အားထုတ်မှုဆိုတာထက်အကြောင်းပြချက်တွေပဲပေးပြီးတော့ညှဉ်းညူတတ်တဲ့သူတွေနဲ့ဝေးနေဖို့တိုက်တွန်းနေပါတယ်။နောက်ထပ်ရှောင်ရှားမဲ့လူအမျိုးအစားနံပါတ်2ကတော့ငွေကြေးစည်းကမ်းမရှိတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့တွေကဝင်ငွေဘလောက်ပဲရတဲ့ဝင်ငွေထွက်ပို့ပြီးတော့သုံးစွဲတတ်တဲ့သူတွေပဲဖြစ်ပါတယ်။လာစာထုတ်တာနဲ့နောက်ဆုံးပစ္စည်းတွေကိုဝယ်မယ်ဈေးကြီးတဲ့စားတောက်ဆိုင်တွေမှာမကြာခဏစားမယ်ဒီလရဲ့ဝင်ငွေတွေဒါမှကနောက်လမှရမယ်ဝင်ငွေတွေပါကြိုသုံးတက်ပြီးတော့အကျွေးတွေနဲ့အမြဲပတ်လည်ဝိုင်းနေတတ်ပါတယ်ကိုယ့်ရဲ့အခြေအနေနဲ့မလိုက်ပဲနဲ့သုံးပြစားပြတာကိုချမ်းသာတယ်လို့လွမ်းမာတဲ့အယူဆတွေရှိတဲ့သူတွေပဲဖြစ်ပါတယ်သူတို့ကိုဘာလို့ရှောင်ရမလဲဆိုရင်တင့်ပတ်ဝန်းကျင်မှာဒီလိုလူတွေရှိနေရင်ကိုယ်လည်းသူတို့လိုလူနေမှုပုံစံကုန်ကြစိတ်တဖြည်းဖြည်းမြင့်တက်လာနိုင်ကြီးပို့ပြီးတော့မြင်မာပါတယ်တင်းငယ်ချင်းကဇင်ကန်ပစ္စည်းတွေ branded ပစ္စည်းတွေနောက်ပဲလိုက်နေတာဒါမှမဟုတ်ရင်ဈေးကြီးတဲ့ခီးစဉ်တွေကိုခဏခဏသွားပြနေတဲ့အခါမှာတင်လဲအလိုလိုအဲ့လိုလိုက်လုပ်ချင်တာမျိုးဖြစ်လာပါလိမ့်မယ်ဒီလိုလုပ်တာကတင်းရဲ့ကိုယ်ပိုင်ဘဏ္ဍာရေးစီးမင်းတွေကိုပျက်စီးစေပြီးတော့ချမ်းသာဖို့အတွက်အရေးကြီးဆုံးအချက်ဖြစ်တဲ့ငွေကြေးစီမံခန့်ခွဲခြင်းအလေးထားတွေကိုပါမေ့သွားစေပါလိမ့်မယ်ချမ်းသာတဲ့သူတွေကသူတို့ဝင်ငွေပေါ်မူတည်ပြီးတော့စီကံရှိသုံးစွဲတတ်ကြပါတယ်သူတို့ကငွေကိုသုံးဖို့ဆိုတာထက်တေချာစီမံခန့်ခွဲပြီးတော့ယင်းနှိမ့်မြုပ်နှံမှုကိုပို့ပြီးတော့ဦးစားပေးတတ်ကြပါတယ်။ချမ်းသာဖို့အတွက်ကိုယ်ပိုင်သတ်မှတ်ထားတဲ့ခရီးလမ်းကိုရှောက်တဲ့အချိန်မှာဈေးဝယ်ထွက်တာနဲ့လွတ်လွတ်စပယ်အကုန်ရှောက်ဝယ်တတ်တဲ့သူမျိုးနဲ့ဝေးနေဖို့လိုအပ်ပါတယ်။သူတို့ရဲ့လေ့ကျင့်စိုးတွေကိုလိုက်မလုံးမိဖို့အရန်အရေးကြီးပါတယ်။နောက်ထပ်ရှောင်ရှားတဲ့နဲ့လူမျိုးစားနံပါတ်3ကတော့အချိန်ဖြုံးသူအခွင့်အရေးကိုလေးလူရှုသူတွေပဲဖြစ်ပါတယ်။ဒီလိုလူတွေကသူတို့ရဲ့အချိန်ကိုအလွန်မင်းတန်ဖိုးမထားတတ်ကြပါဘူး။သူတို့ကမနက်ကနေညထိအကျိုးမရှိတဲ့စိန်ခံတဲ့အရာတွေအကျိုးမရှိတဲ့အလုပ်တွေကိုတစ်ခုပြီးတစ်ခုလုပ်နေတတ်ကြပါတယ်အချိန်တွေကိုဒီအတိုင်းအလဟတ်ဖြုံးနေတတ်ပါတယ်ဒါမှမဟုတ်ရင်တိုးတက်မှုမရှိတဲ့အလုပ်တစ်ခုမှာပဲအချိန်ကုန်နေပါလိမ့်မယ်သူတို့ကပြောင်းလဲမှုဒါမှမဟုတ်ရင်ကိုယ့်ကိုမြင့်တင်ဖို့လုံးဝစိတ်ဝင်စားမှုမရှိကြပါဘူးသူတို့ကိုဘာလို့ရှောင်ရမလဲဆိုရင်တင်ရရီမှန်းချက်ကြီးပြီးတော့စူးစမ်းခြင်းစဉ်စိတ်ရှိတဲ့သူဆိုရင်တော့မှဒီလိုအချိန်ဖြုံးနေပြီးတော့ဘဝကိုပေါ့ပြက်ပြက်ဖြတ်တန်းနေတဲ့သူတွေနဲ့တွဲနေရင်သူတို့ကတင်ရဲ့အကျင့်တွေကိုပြပြစေပါလိမ့်မယ်တင်အလုပ်တစ်ခုဒါမှမဟုတ်ရင်စီးပွားရေးတစ်ခုစတင်မှုပြောရင်တော့မှသူတို့က
အဲ့ဒါကမဖြစ်နိုင်ဘူး risk ရှိတယ်ဆိုပြီးတော့အကြောင်းပြချက်တွေပေးပြီးတော့ရှေ့ဆက်မတိုးတော့အောင်ပြောပါလိမ့်မယ်ချမ်းသာတဲ့သူတွေကအချိန်ကုန်ငွေထပ်ပို့ပြီးတော့တန်ဖိုးထားတတ်ကြပါတယ်သူတို့ကအဲ့ဒီအချိန်ကိုကိုပညာပေးဖို့အသိပညာတိုးပွားလာဖို့နဲ့ပတ်စံရှာနိုင်တဲ့စွမ်းရည်တွေကိုတိစောက်ဖို့အတွက်အသုံးပြုတတ်ကြပါတယ်သူတို့နဲ့ရည်မှန်းချက်တူတဲ့စူးစမ်းဖို့ဆန္ဒရှိတဲ့သူတွေအချင်းချင်းဆိုလို့ရှိရင်လည်းအတူတူလက်တွဲပြီးတော့နီလန်မျှဝေတတ်တဲ့သူတွေပဲဖြစ်ပါတယ်တင်းရဲ့အချင်းကိုတန်ဖိုးမထားတဲ့သူတွေနဲ့ဝေးနေပြီးတော့တင်းရဲ့ရည်မှန်းချက်တွေကိုအားပေးပြီးထောက်ခံတဲ့ပတ်ဝန်းကျင်မျိုးမိတ်ဆွေမျိုးတွေနဲ့သာပေါင်းသင်းတင်ပါတယ်နောက်ထပ်ရှောင်ရှားမဲ့လူအမျိုးအစားနံပါတ်4ကတော့စွန့်စားရဲသူမဟုတ်တဲ့အကြံပေးပုံကိုယ်တွေဒါကတော့တင်ရချမ်းသာတဲ့လမ်းကြောင်းကိုစပြီးရှောက်တော့မယ်ရင်းနှီးမြှုပ်နှံမှုအကြောင်းတွေကိုစပြီးပြောလာတဲ့အခါမှာဆိုရင်ပေါ်လာတတ်တဲ့လူအမျိုးအစားတွေပဲဖြစ်ပါတယ်သူတို့ကတင့်ကိုအမြဲတမ်းသတိပေးနေပါလိမ့်မယ်အရန်ဂရုစိုက်နော်ငွေအားလုံးဆုံးရှုံးသွားလိမ့်မယ်အဲ့ဒါကအရန်စွန့်စားရတယ်အဲ့ဒီအစားဘန်မှာပဲထားလိုက်ပါဘသူဆိုရင်အဲ့လိုပဲစွန့်စားလိုက်လို့ပိုင်ဆိုင်မှုတွေဆုံးရှုံးလိုက်ရတယ်ဆိုတော့တာတကားတွေလည်းအများကြီးပြောလာပါလိမ့်မယ်ဒီလိုလူတွေဟာအမှန်တကယ်တော့စေတနာကောင်းကြပေမဲ့သူတို့ကတင့်ကိုတာမန်လက်လုံလက်စားဘဝထဲမှာပဲပိတ်မိနေစေပါလိမ့်မယ်စွန့်စားမှုမရှိရင်ကြီးမားတဲ့ဆုလက်လည်းမရှိပါဘူးချမ်းသာတဲ့သူတွေဟာသူတို့ရဲ့ငွေအချိန်ဒါမှမဟုတ်အသက်မွေးကြောင်းနဲ့ပတ်သက်ပြီးတော့တွက်ချက်ထားတဲ့စွန့်စားမှုတစ်ခုခုကိုလုပ်ခဲ့ကြသူတွေပဲဖြစ်ပါတယ်သူတို့ကတင့်ကိုကြောက်အောင်လုပ်နေမဲ့အစားစွန့်စားမှုတွေကိုလေ့လာပြီးတော့ဘယ်လိုကင်တွယ်ရမလဲဆိုတာကိုသင်ပေးနိုင်တဲ့သူတွေပဲဖြစ်ပါတယ်။လဲကျသွားရင်နောက်မှာလက်မလျှော့ဘဲနဲ့အမြဲပြန်ထားဖို့တွန်းအားပေးတတ်ကြပါတယ်။သင်ရဲ့ဗန္ဒာရေးဆုံးဖြတ်ချက်တွေကိုလည်းအကြောက်တရားပေါ်အခြေခံပြီးတော့ချမှတ်ခိုင်းတဲ့သူတွေကိုဝေးကနေရှောင်ဖို့တိုက်တွန်းအပ်ပါတယ်။နောက်ထပ်ရှောင်ရှားမဲ့နံပါတ်5လူအမျိုးအစားကတော့အောင်မြင်သူများကိုမလိုလားသူဝေဖန်သူဒီလိုလူမျိုးစားတွေပဲဖြစ်ပါတယ်။သူတို့ကတော့ဘဝမှာအောင်မြင်တဲ့သူတွေနဲ့တွေ့ရင်အမြဲမနာလိုဝေဖန်တတ်တဲ့သူတွေပဲဖြစ်ပါတယ်။အောင်မြင်တဲ့သူတိုင်းဟာလည်းအမြဲတမ်းကံကောင်းလို့ဘာချင်းမှရှိတာမဟုတ်ဘူးသူတို့လိုအခွင့်အရေးသူ့မှာသာရှိခဲ့ရင်လည်းသူလည်းလုံနိုင်ပါတယ်ဆိုတာမျိုးအမြဲပြောဆိုနေတတ်ပါတယ်တင်စတင်အောင်မြင်လာတဲ့အခါငွေကြေးအဆင်ပြေလာတဲ့အခါမှာလည်းမနာလိုဝန်တုံမှုတွေဖြစ်ပြီးတော့တင့်ကိုဝေဖန်ဖို့ဒါမှမဟုတ်ဆွဲချဖို့စူးစမ်းမဲ့သူတွေပဲဖြစ်ပါတယ်တင်ကအလုပ်ကနေထွက်ပြီးတော့ကိုယ်ပိုင်စီးပွားရေးတစ်ခုစတင်ဖို့အတွက်ဆုံးဖြတ်တဲ့အခါဒါမှမဟုတ်ရင် skill တစ်ခုကိုလေ့လာဖို့အတွက်သင်တန်းနေတတ်တဲ့အခါဒါတွေဟာအထိပ္ပယ်မရှိဘူးဒါတွေကအချင်းကုန်ခံနေတာပဲအစရှိသဖြင့်တိုးတက်စူးစမ်းခြင်းတဲ့စိတ်ကိုပြတ်အောင်လို့ပြောတတ်ကြပါတယ်ဒီလိုလူတွေကသူတို့ဘဝရဲ့ကြာရှုံးမှုတွေကိုတင့်စီမှာလည်းတွေ့ရပြီးတော့အတူတူခက်ခဲနေတာမျိုးကိုလိုချင်ကြတဲ့သူတွေပဲဖြစ်ပါတယ်ချမ်းသာတဲ့သူတွေကအောင်မြင်တဲ့သူတွေဒါမှမဟုတ်ရင်ကိုယ့်လိုပဲစူးစမ်းခြင်းစိတ်ရှိတဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံခြင်းကြပါတယ်သူတို့ကမနာလိုစိတ်မရှိဘဲနဲ့သူတို့နဲ့အတူတကွပူးပေါင်းဆောင်ရွက်ပြီးတော့တယောက်ကိုတယောက်ကိုညီအားပေးတတ်ကြပါတယ်အောင်မြင်မှုကိုအတူတူမျှဝေခံစားတတ်ကြပြီးတော့သူတို့နဲ့ကုံဆုံးရတဲ့အချိန်ကတန်ဖိုးတစ်ခုခုမဟုတ်ရင်စိတ်သက်ခွန်အားတစ်ခုကိုပေးနိုင်တဲ့သူမျိုးတွေပဲဖြစ်ပါတယ်။တင့်ရဲ့အောင်မြင်မှုကိုဝမ်းမသာပေးတဲ့အပြင်ဆွဲချမဲ့သူတွေဟာတင့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကိုရဖို့အတွက်လုံးဝမထိုက်တန်ပါဘူး။သူတို့ရဲ့ဝေဖန်မှုတွေကိုနားထောင်ပြီးတော့ energy တွေကုန်နေမဲ့အစားတင့်ရဲ့တိုးတက်တဲ့ဘဝခီးလန်းကိုထောက်ပံ့အကြံဉာဏ်ပေးနိုင်တဲ့သူတွေနဲ့ဝန်းရံထားပြီးတော့ပေါင်းသင်းဆက်ဆံတင်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကိုယ့်အတွက်အကျိုးမရှိတဲ့မပေါင်းသင်းရမယ့်လူ၅မျိုးအကြောင်းကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာလည်းစန့်ကျင်ဘက်ဖြစ်တဲ့ပေါင်းသင်းဆက်ဆံတင်တဲ့သူတွေအကြောင်းကိုပါပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဘယ်လိုလူမျိုးစားတွေကြံရှိနေသေးလဲ။ကိုယ့်ပတ်ဝန်းကျင်မှာရောဘယ်လိုလူတွေကတင့်အောင်စိုးကျိုးတွေဖြစ်နေစေလဲ။ကွန်မန့်မှာမျှဝေပေးသွားကြပါဦး။နောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်ရဲ့ Money Mind မြန်မာ channel ကနေဘဝအတွက်အကျိုးရှိစေမဲ့ငွေကြေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။